ချီရတဲ့ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့တင်ဆက်သူဝတုံမဲဖြစ်ပါတယ်ရှင်။ဒီနေ့မှာဝတုံတို့ရဲ့အချစ်ဆုံး channel လေးကနေတင်ဆက်ပေးခြင်းနဲ့အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကတော့ဥယျာဉ်မဟေတီဆိုတဲ့အချစ်ဇာတ်လမ်းကောင်းလေးပါ။ဒီဇာတ်လမ်းလေးမှာတော့ဥမော်နဲ့ငယ်ရဲ့အချစ်ကြမ်းကြမ်းလေးတွေကိုလိုက်ပါခံစားကြရမှာပါ။ဇာတ်လမ်းလေးကဘိုးသူတာဇာတ်လမ်းမဟုတ်ဘဲခံစားမှုစိတ်ကျဉ်နှံမှုအပန်းဖြေရာရတာဇာတ်လမ်းလေးမို့ချစ်ပြည့်တဲ့ကြီးကစိတ်အပန်းဖြေရင်ပဲကျဉ်နေရပါတယ်နော်။ဒါဆိုရင်ဇာတ်လမ်းလေးမစတင်ခင်မှာဝတုံတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့နဲ့အသစ်တော်ဇာတ်လမ်းလေးတွေသိရှိနိုင်ဖို့အတွက်ဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်။ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုဆက်လိုက်ပါမယ်။မနက်ခင်းလေးရောင်ကြောင့်နေရောင်နှင်းနှွေးလေးကအခန်းထဲမှာဖြာချနေပါတယ်။လက်မောင်းတနေရာကဖိထားတဲ့လေးချိန်ကြောင့်ထုံကျင်လာတာမို့မော်ကွန်းအိတ်နေရာမှာမျက်လုံးကိုအသာဖွင့်ကာထားလိုက်ပါတယ်။မော်ကွန်းလက်မောင်းကိုအသာဆွဲထုတ်ပြီးလက်ဆံကတစ်ချက်နှစ်ချက်ခါပြီးမှဘေးကိုဝဲကြည့်လိုက်တော့သွားပါပြီကွာ။သူ့ထက်အများကြီးငယ်တဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်ရတော့ကိုက်နေတဲ့ခေါင်းနဲ့ထုံကျင်နေတဲ့လက်တွေကြားစိတ်ပါညစ်သွားရပါတယ်။ညကမူးမူးနဲ့ဘလို့ဖြစ်ပြီးဒီကိုရောက်လာခဲ့မှလည်းမသိတော့ဘူး။အိမ်ကြီးရဲ့ကောင်မလေးကိုမော်ကွန်းနှိုးလိုက်ပြီးဒီအချင်းတွေကိုမေးဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်။ဟေ့ထားသန်းသူလေးငါးကလောက်နှိုးပြီးမှကလေးမလေးကကော့ညွတ်နေရဲ့မျက်တောင်လေးကြားမျက်လုံးလေးကိုအသာဖွင့်လာပါတယ်။နှုတ်ခမ်းနဲ့ပါးရီအပြင်လက်မောင်းနဲ့လဲတိုင်းရှင်ဘက်တစ်လျှောက်ကအညိုမဲတွေကြောင့်မော်ကွန်းထူပူကတစ်ဖက်ကိုမျက်နှာလွှဲလိုက်ရပါတယ်။ငယ်နိုးလာတော့စိတ်သက်နေတဲ့နေရာတစ်ခုကိုရောက်ရှိနေတာဖြစ်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကိုက်ခဲနေတာအောက်ရဝင်လေးကနာကျင်နေတာမို့မျက်နှာလေးရှုံမဲ့နေရပါတယ်။ဒါကိုမော်ကွန်းကမြင်ပြီးမေးလာတော့မင်းဘာလုပ်လဲဘလို့ဖြစ်လို့ဒီကိုရောက်နေတာလဲ။အော်ရှာအတန်လေးကြောင့်ငယ်မျက်နှာလေးမော့ကသေချာကြည့်လိုက်တော့ချောမောပြပြတဲ့မျက်နှာပိုင်ရှင်ကိုတွေ့လိုက်ရပါတယ်။ငယ်တဲ့အသက်အများကြီးကြီးမဲ့ပုံပေါ်ပြီးတော့အသက်30လောက်တော့ရှိနေပြီထင်ပါတယ်။မျက်ခုံးတန်းထူထူလေးကတွန်းကုန်လေးကနှာခမ်းပပလေးကအန်ကိုကြိတ်ထားတာမို့လေထိုင်ကကြောလေးပါထောင်ထားနေရမြင်ရတော့ဒီရှင်တွေကိုငယ်ကိုယ်တိုင်တောင်ပြန်စဉ်းစားယူရပါတယ်။ဘာတွေဖြစ်ဖြစ်သွားတာလဲ။ဟေးမကြည့်နေတာလဲ။မိတာဖြေလေ။မကြည့်မလေးနဲ့စိတ်မရှိတဲ့အတန်ကြီးထွက်ကြလာတာမို့ငယ်ပြပြတဲ့ဖြစ်ကကိုလေးတစ်ချက်တုံသွားရပါတယ်။ပြီးမှပြန်ဖြေလာတာကငယ်မသိဘူးလူကြီး။ဘာသူကမူးနေလို့ထားပါအောင်။ဒီကလေးမလေးကကောငယ်တကယ်မသိဘူးလူကြီးငယ်မလိမ္မာဘူးငယ်ရှိကလူကြီးကိုကြောက်လန့်ကရှိုက်မိတော့လူကြီးကတောက်တခေါက်ခေါက်နဲ့ဖြစ်နေတာသူ့ကိုကြည့်ပြီးပြောလာပါတယ်မင်းကပါလေညကငါမူးနေတာသိလို့အခွင့်ကောင်းယူတာလားဟင်းငယ်ရှိကလူကြီးပြောတာကိုတကယ်နားမလည်တော့ပါဘူးတငယ်ချင်းစီကိုငယ်အလဲလာပြီးတငယ်ချင်းတွေနဲ့အတူချောင်းသာကိုပြောဝဲစားထွက်လာကြတာပါဟိုတယ်ဝန်ထမ်းပေးတဲ့အခန်းနံပါတ်ကိုတေချာမှတ်ပြီးအခန်းထဲဝင်ခဲ့တာပဲမှတ်မိပါတော့တယ်။ညကငယ်လေးနည်းနည်းပါးပါးတောက်ထားတာအပြင်တောက်လေမရှိတာမို့မူပြီးတော့အိယာပေါ်တိုင်းပင်လဲကျသွားတော့တာပါပဲ။အဲ့ဒါကိုဘာလို့ဒီလူကြီးကငဲ့ကိုစွတ်ဆဲနဲ့အထင်သေးလို့လာကြည့်နေရတာလဲ။ဟင်းမနေနဲ့မင်းလိုမိတ်ကလေးမျိုးကိုငါအထင်းကိုမကြည့်တာ။မင်းပတ်ဆက်လိုချင်တာမဟုတ်လား။ချော့9သိန်းမင်းထွက်သွားလိုက်တော့ဒီခန်းကနေ။လူကြီးပြောဆို1000နဲ့အထက်လိုက်ကြီးကိုငဲ့ရှိကိုပြစ်ချလာတာမို့ငယ်မျက်ရည်ပဲဝဲလာရပါတော့တယ်။ဝမ်းနဲ့စိတ်ပြေမခံချင်စိတ်လေးပါဖြစ်လာတာမို့ငယ်ဆောင်ကိုတစ်ခုလုံးပတ်ချုံကဂရေမောင်ပတ်တက်ရလိုက်ပြီးတော့လက်နှစ်ဖက်ကိုတော့ဆောင်ကိုကင်ထားတာမို့ခလေးလေးကိုအနည်းနဲ့ပတ်ထားသလိုမျိုးဖြစ်နေပါတယ်။ငိုချီနေတာမို့နှာခေါင်းလေးကနီရဲပြီးတော့မျက်လုံးကနေမျက်ရည်တွေထွက်ကြလာရပါတယ်။ဒီမှာလူကြီးရှင်ငယ်ကိုရှင်ထရမဆွဆွဲပါနဲ့။ငယ်လေးဒီလိုဖြစ်စေချင်တာမှမဟုတ်တာ။ငယ်ကိုယ်တိုင်တောင်မှဘာမှမသိတဲ့အခြေအနေကြီးမှာလူကြီးကဘာလို့ငဲ့ကိုပြပြခါခါပြောထွက်ရတာလဲငယ်ကအခုမှတငယ်ချင်းတွေနဲ့အတူချောင်းသားကိုမနေ့ညကမှရောက်လာတာဒီကလူကြီးကိုငယ်ကဖြစ်တိတောင်သိမနေတဲ့ကိစ္စခုဘာသာပျက်စီးခံပြီးတော့မသိတဲ့လူနဲ့လာအိတ်မဲ့များထင်နေတာလားရှင်သားသမီးချင်းကိုချင်းစာပါလူကြီးစကားကိုလက်လွတ်စပယ်မပြောပါနဲ့ငါမောက်ဟာကွာကလေးမလေးရဲ့ငိုယိုပြီးဖြည့်ရှင်းပြလာတော့မော်ကွန်းဘာပြောရမှမသိတော့ပါဘူးဒီတိုင်းသူ့ကိုကတ်လာတဲ့ကောင်မလေးတွေကပဲလို့ထင်လိုက်တာမို့မော်ကွန်းဘက်ကအလွန်ဖြစ်သွားရပါပြီ
ဒါပေမဲ့မာနာကဥချခွင့်မပြုတာမို့ရှေ့ကကလေးမကိုမတောင်းပန်ပြစ်လိုက်ပဲရှေ့တဲ့ကြီးကပြန်ပြောလိုက်ပါတယ်။ကောင်းပြီမင်းရောငါရောဒီချင်းတွေကိုလိုလားခဲ့တာမဟုတ်တာမို့ဒီကိစ္စဒီမှာတင်ပြီးပြီ။ဘယ်သူမှမမြင်ခင်ငါရင်ထွက်သွားမယ်။ပြီးတော့မင်းတောင်းဆိုချင်တာရှိရင်ပြော။စကားကိုလေးတမမနဲ့ပြောပြီးငဲကိုရှုတီတီကြည့်လာသူကိုငဲမကြည့်တော့ပဲမျက်နှာပဲလွှဲထားလိုက်ရပါတယ်။ဒီအကြည့်စိမ့်စိမ့်နေအထင်သေးတဲ့ခြေတွေကငဲ့ကိုအော်နှလုံးနာစေပါတယ်။မော်ကုန်းသူ့ကိုမကြည့်ပဲတစ်ဖက်ကိုမျက်နှာလွှဲထားသူကိုတပြင်းလေးချကကြည့်လိုက်ပါတယ်။အမှန်ဆိုဒီရှင်တွေထိဖြစ်သွားပြီးကမှတော့သူတေချာပေါက်ဒီကလေးမလေးကိုတာဝန်ယူရတော့မှာပဲ။ဒါပေမဲ့မဖြစ်သေး။မော်ကုန်းမှာကသားတစ်ယောက်ရှိတဲ့အပြင်ဇနီးနဲ့လည်းလောလောလတ်လတ်ကွာရှင်းပြီးခဲ့သူ။ကလေးမလေးကအခုမှကြောင်းပြီးကစားမှုတလန်းရှိတဲ့အရွယ်လေးသူတာဝန်ယူခဲ့ရင်တော့ဒီကလေးမကသူ့ကိုရောလိုလားပါမလားမသိကြတာမို့တားသေးတော့ခိုင်းပြီးနားချရမယ်လို့သူတွေးထားပါတယ်ဟေးမင်းမပြောရင်ငါသွားတော့မှာပြီးတော့ရှော့မော်ကုန်းကသူ့ပစံရိတ်ထဲကကတ်တက်ကက်ကိုထုတ်ပေးကအဲ့ဒီကလေးမလေးရှိကိုပြစ်ပေးလိုက်ပါတယ်ဒါကငါလိစာကန်တစ်ခုခုလိုရင်ဆက်တယ်ပါပြီးတော့တားသေးတော့ကိုမမေ့ပါနဲ့မော်ကုန်းကပြောစရာရှိတာပြောပြီးထွက်သွားဖို့ပြင်တော့ကလေးမောင်ကကလေးမကထိုင်ချကရှိုက်နေပြန်တယ်မော်ကုန်းဘာလို့ရမလဲမသိတော့ပါဘူးဘာဖြစ်ဖြစ်ဆိုပြီးစိတ်ပိုင်းဖြတ်လိုက်ကအဲ့ဒီကလေးမကိုတာဝန်ယူဖို့သာဆုံးဖြတ်ချက်ချလိုက်ရပါတော့တယ်သူများသမီးပြိုလေးကိုအခုလိုလှုပ်ထားပြီးတာဝန်မဲ့တဲ့လုပ်ရမျိုးကသူမလုပ်ချင်ပါဘူးအဲ့ဒီကလေးမသာလက်ခံရင်မနှက်ပြန်ပဲလက်ထပ်စာချုပ်မှာလက်မှတ်ထိုးလိုက်တော့မယ်ငဲအောက်ပိုင်းကနာကျင်နေတာမို့ထိုင်ချကငိုနေမိရဲ့အောက်ပိုင်းကနာတာကတကြောင်အဲ့ဒီလူကြီးနှုတ်ကထွက်လာတဲ့တာဝန်မဲ့စကားတွေကြောင့်ငဲသေးတာသေးလိုက်ချင်တော့တယ်ဒီလိုတွေဖြစ်ပြီးမှတော့ငယ်လေးအိမ်ကိုမပြန်ဝင်တော့ပါဘူးမတော်ရစဒီရှင်နေကြီးသာတရားရောက်တည်သွားတွေ့သွားခဲ့ရင်အထင်သေးခံရမှတဲ့အိမ်ကမိဘတွေစိတ်မကောင်းဖြစ်ကဝမ်းထဲမှာပဲစိုးပါတယ်ဟာဟေးဘာဖြစ်တာလဲကလေးမလေးကဘာမှမပြောဘဲအိပ်ရာပေါ်လှဲလိုက်တာမို့မော်ကုန်းထူပြီးကထင်းမောတက်လာမိပြန်နေဖိုက်ကဖိုက်စာလို့လားအောက်နာလားတူးလက်အတန်လေးနဲ့ဖိုက်ကိုဖိနှိတ်ခါရှုံမဲ့နေတဲ့သူကြောင့်မော်ကုန်းအခန်းထဲကသူ့ချုပ်ကလှုပ်ပြထားမိတဲ့ကလေးမလေးရဲ့အင်ကြီးတွေကိုကောက်ကကိုမောင်ကိုပေးလိုက်ပြီးပွေ့ချလိုက်ပါတယ်အဲ့ဒီချိန်မှာပဲချစ်ပန်းကြီးနိုးပြီလားဟင်းဒါကဘာချိန်နေကြီးတဲ့မော်ကုန်းသူမလေးကိုပွေ့ချီကအပြင်ထွက်ဖို့အလုပ်အခန်းတကားကပွင့်လာတာကြောင့်ကြောင်ကရက်နေပြီးတော့ကောင်မလေးရဲ့တငယ်ချင်းတွေလို့ထင်ရတဲ့ကောင်မလေးတွေကသူတို့အခြေအနေကိုမြင်သွားပြီးတော့ကြောင်ရက်ကကြည့်နေကြပြီးအာမနိတ်တန်တွေပါထွက်ကုန်ကြပါတယ်မဟုတ်ဘူးဖေယောမော်ကုန်းကဒီအခြေအနေကိုရှင်းပြဖို့ထက်ပွေ့ကြည့်ထားတဲ့ကိုလုံးလေးကတွန့်လင်ကညှဉ်းညူလာတာမို့စီးကန်းကိုအမြန်ပြေးလာလိုက်ရပါတယ်နောက်ကကြံနေတဲ့သူတွေကတော့ဘာပဲထင်ထင်ကြသလိုတာထင်ကြတော့စီးကန်းရောက်တော့ကလေးမလေးကိုလူနာကလေးမောချပေးပြီးအိတ်စီလိုက်တော့ဆရာမကစစ်ဆေးပေးပါတယ်သူမဖိနေထားတဲ့နေရာလေးကိုဆရာမကဖိကမေးတော့ခေါင်းသာညှိပြနိုင်ပါတယ်အစာရင်နာနေတာပဲစီးထိုးပေးလိုက်မယ်မုံကဆိုင်မဆိုင်ဖြေပေးလိုက်ပြီးဆရာမကလိုအပ်တဲ့ဆေးကိုရောဆက်ခါသူမလေးရဲ့လက်မှာတစ်ခါထိုးပြီးတင်မလေးမှာဆေးတစ်လုံးထပ်ထိုးပေးလာပါတယ်အဲဒီနောက်မှာတော့ဖောက်ဖာလေးပုတ်ချေပေးလိုက်ပြီးဂွန်းလေးကိုသူ့လက်ထဲထည့်ပေးလာတာမို့မော်ကုန်းပဲကြံတာဆက်လုပ်လိုက်ရပါတယ်လူနာကအစာရင်ရောက်မှုတဲ့ထင်နေယူဆိုင်ပေးပါအောင်အစားအသောက်တွေဆင်ခြင်ပြီးခုတစ်ခါတော့အစာပြောပဲတစ်ပတ်လောက်ကျွေးပေးပါဆေးနှလုံးထိုးထားတာမို့ခဏနေရင်တက်တာသွားပါလိမ့်မယ်တောက်ဆေးပါထည့်ပေးလိုက်မှမို့တေချာတိုက်ပေးပါကလေးပြီရှေ့ကစကားကိုတေချာနားထောင်နေရအဟုတ်နောက်ဆုံးစကားကြမှာကလေးပြီဆိုတဲ့နေရာမှာမော်ကုန်းကကြောင်ကဆီယာမကိုကြည့်လိုက်တော့ဆီယာမကခဏကြောင်သွားပါတယ်ကလေးပြီမဟုတ်လားရှင်ဟိုသမီးရဲ့ဦးလေးပါဆီယာမစိတ်ဆက်ပေးနေတော့ကလေးမလေးကတက်တာလာပြီးဆီယာမနဲ့သူ့ရဲ့စကားဝိုင်းကိုနားဆွနေပြီးရဲ့နောက်မော်ကုန်းဖြေရချက်နေတာကိုတွေ့ပြီးငယ်ကအဲ့ဒီစကားကိုလှမ်းပြောလိုက်တာပါအော် sorry ပါရှင်ကျမကအဖေနဲ့သမီးလို့ထင်နေတာဆီယာမကရှက်ပြုံးပြီးမော်ကုန်းကိုကြည့်ပြီးပြောလာတာမို့မော်ကုန်းကမျက်နှာလွှဲပြီးစိတ်တွေလျှော့ချလိုက်ရပါတယ်အဲ့ဒီအချိန်လေးကြီးကနေသူတို့ကထွက်ပြေးချင်နေပြီရော့ဒါကတောက်စီမနေ့တစ်ချိန်ညတစ်ချိန်ဒါကစီးမနေ့တောက်မဲ့စီးနဲ့တောက်လို့ရတယ်မော်ကုန်းကဆီယာမမှာတာကိုတေချာကြည့်ပြီးကြတဲ့ငွေရှင်းကကလေးမော်ကကလေးမလေးကိုပွေ့ချပြီး
အခန်းစီပဲပြန်ခဲ့လိုက်ပါတယ်ဟာမိနေတာပဲတကယ်ကအခန်းထဲရောက်မှအိယာဘောကသွေးကုပ်ကိုတွေ့ပြီးပွေ့ချီထားတဲ့ကလေးမလေးမျက်နှာကိုကြည့်တော့လေညီရဲကသူ့ရင်ကမှဝင်နေတယ်အဲ့ဒီရှင်နေကြီးကိုလည်းမြင်တဲ့သူကမြင်သွားပြီးပြီမို့ဒီကလေးမလေးနဲ့ယူဖို့တေချာသွားတော့တယ်သူမလည်းညင်းမိမဟုတ်တော့ပါအခန်းထဲကအိယာကင်းနဲ့အရင်ထဲထားတင်တာကွာဒုက္ခပဲကလေးမလေးရဲ့တငယ်ချင်းတွေကတော့သူ့နောက်လည်းလိုက်မလာကြပဲဘယ်ကြောင်ရောက်နေလဲမသိပါတယောက်မှကိုမတွေ့တော့ပါဘူးခဏထိုင်လို့ရတယ်မဟုတ်လားငါအခင်းထဲကိုတယောက်ယောက်လူကြီးငယ်ဟိုဟာဘာဖြစ်လို့လဲငယ်နေရခက်နေတာအပြင်အောက်ပိုင်းကနာနေသေးတာကြောင့်ပါဇက်ကပြောမထွက်ဖြစ်နေရတာကိုဒီလူကြီးကသဘောမပေါက်ဘူးအလကားအပလာလူကြီးငယ်နာနေတယ်မင်းဘာနာနေတာမင်းအခုပဲအစားကဘိုက်ထက်နာတာလို့ပဲမော်ကွန်းထင်လိုက်တာမို့တေးချောင်မေးဖို့ပြင်ပြီးမှတခုခုသတိရသွားပြီးပြောရမယ့်စကားတွေလေချောင်းနဲ့တစ်သွားရပါတယ်ခဏငါသိပြီမော်ကွန်းအိတ်ခတ်ထဲကဖုန်းကိုထုတ်ကဟိုတယ်ကဝန်ထမ်းစီကိုဖုန်းဆက်လိုက်ပြီးလိုအပ်တာကိုတေချာပြောပြပြီးဝယ်ခိုင်းလိုက်ပါတယ်တောင်းနေတော့မှဝန်ထမ်းကောင်လေးကဝယ်လာတဲ့ပစ္စည်းကိုလာပြီးတယ်လှုပ်ပိတ်ခါနေနဲ့မိုးဝိုးပြီးပြန်လွတ်လိုက်ရတယ်ရော့ဒါကဟိုနေရာအတွက်လိုအပ်တဲ့စီရေမိုးရှုတန့်စင်ပြီးလိမ့်လိုက်နာတာတက်သွားသားလိမ့်မယ်ထောက်လို့ရတယ်မဟုတ်လားလူကြီးပြေးလာတဲ့စီးတုပ်လေးကိုလှမ်းယူလိုက်ပြီးတော့ခေါင်းညင်ပြကရေရှုခန်းထဲဝင်ဖို့အလုပ်လူကြီးဟင်းဒီမှာထိုင်ဆောင်နေပါလူကြီးနဲ့ငယ်ရှင်းစရာရှိတယ်ခလီမကသူ့ကိုရာသတန်ပေးကဗီဒီယိုတွေကဝတ်တဲ့ဆွဲယူပြီးရေရှုခန်းထဲဝင်သွားပြီးတကားကိုပိတ်ချလိုက်မှမော်ကွန်းစပင်ကိုလက်နဲ့ဖွာကကလေးမောင်ငူငူကန်ကန်ကြီးထိုင်နေမိပါတယ်သူတို့ဘယ်နေရာကနေစမခဲ့တာလဲငယ်ရေရှုခန်းထဲကနေပြင်ဆင်ပြီးငယ်ထွက်လာတော့အဲ့ဒီလူကြီးကကလေးမောင်ထိုင်ကအတွေးတွေလင်မျောနေတာမို့ငယ်သတိဝင်အောင်ခေါ်လိုက်ပါတယ်ဒီမှာလူကြီးဟင်းမင်းပြီးပြီလားဘဲအောင်တဲ့ဒဏ်ရာရောအောက်ကနာနေတဲ့ဒဏ်ရာကိုတက်သွားတာမို့ငယ်တက်ကြွကြလေးပြန်ဖြစ်လာပါတယ်ရေချိုးပြီးကစားမို့မျက်နှာလေးကဖြူနေကရေစက်တွေတွဲလဲကျနေပါတယ်ဝတ်ထားတာကရေလဲဝတ်စုံဖြစ်ပြီးတော့ခြေသလုံးတဲတဲလေးနဲ့ရင်းညွှန်းချားလေးကဟနေသေးပါတယ်လူကြီးငဲကပြောပြောဆိုဆိုအနာကထိုင်ကုန်မှဝယ်ထိုင်လိုက်ပြီးလူကြီးဒါကငဲ့ခမ်းမှာဗီဒီယိုနာကခီးဆောင်အိတ်ကငဲ့အိတ်လေးပြီးတော့ဗီဒီယိုထဲကငဲ့ဝတ်တွေရှိနေသေးတယ်အဲ့ဒီခါကျမှမော်ကွန်အခန်းကိုသေချာစစ်ဆက်ကြည့်လိုက်မှသူတဲနေရဲ့အခန်းမုတ်တာသိပြီးအပြင်စင်ကိုကြည့်ကသိလိုက်ရပါတယ်ဒါဆိုနံပါတ်မှားတာလားပြေးကြည့်တော့အဟုတ်ပဲမော်ကွန်အခန်းက3.5ဖြစ်ပြီးအခုသူမလေးအခန်းကတော့1.5ဖြစ်ပါတယ်ညကမူးနေတာမို့အခန်းမှာဝင်ခဲ့မိတာသူ့အမှားပဲအဲ့ဒါကိုဟိုကလေးမလေးကိုဆွဆွဲပြီးတော့မော်ကွန်ခါထောက်ကတက်ပြင်းချပြီးကရင်သားထိုင်ချလိုက်ပါတယ်အဲ့ဒီကလေးမလေးကိုလှမ်းကြည့်ပြီးပြောလိုက်တယ်ကိုတောင်းပန်ပါတယ်ကိုတေချာမကြည့်မိပဲမင်းပေါ်ပြောဆိုတွေလွန်သွားတယ်ကိုတကယ်စိတ်ရင်းနဲ့တောင်းပန်ပါတယ်ခုမှမနေ့ကသူမဟုတ်တလို့ကိုလို့တုံလုံးပြီးထူသာတဲ့အတန်နဲ့ပြောကချော့လာသူကြောင့်ငယ်ပင်အံ့ဩသွားရပါတယ်တော်တော်ပြောင်းလဲမြန်တဲ့လူကြီးတေချာကြည့်တော့မှအဲ့ဒီလူကြီးကတကယ်တောင်းပန်ပြီးသူ့အမားသူဝန်ခံတဲ့ပုံမို့ငယ်ကသဘောထားကြည့်လိုက်ကနောက်ဆိုစကားပြောဆိုဆင်ခြင်ပြီးအခြေအနေတွေကိုလေ့လာသုံးသပ်ပြီးမှပြောပါလူကြီးမဟုတ်ရင်တစ်ဖက်မိတ်ကလေးတွေအိုက်စကားကစိတ်တန်ရာဖြစ်သွားတတ်တယ်ကိုဆင်ခြင်ပါမယ်အဲ့ဒီလူကြီးကပြုံးရင်ရှိတဲ့မျက်နှာတင်နဲ့နေပြီးငဲ့ကိုကြည့်လာသေးတာမို့ငဲ့အနေရခက်လာပါပြီလူကြီးအခန်းပြန်တော့လေငဲ့အင်ကြီးလဲအောင်မယ်တောင်းဝင်ယူပြရစီဟင်းကိုမင်းကိုတောင်းဝင်ယူပြရစီဟင်းမလိုပါဘူးလူကြီးငဲ့တားစေပဲဟင်းနီလာမနှွေငဲကရင်လဲဝတ်စုံလေးနဲ့ဖြစ်ပြီးအခန်းထဲမှာလူကြီးရောတငယ်ချင်းတွေပါဝင်လာကြတာမို့အနေခက်နေတာကိုမော်ဝန်းကတီးတာမို့ပြေးစင်းလိုက်ပါကိုအပြင်ကပဲစောင့်နေတော့မယ်ပြီးရင်လိုက်လာခဲ့ပါငဲကလူကြီးရဲ့အပြောဆိုကိုပြန်ဖြေလိုက်မှလူကြီးကခန်းထဲကထွက်သွားကမနီလာနဲ့မနွေးကကျော်စွာနဲ့သူ့သားတို့ကိုပါခေါ်သွားပြီးအဲ့ဒီလူကြီးနောက်ကိုလိုက်သွားကြပါတယ်အဲ့ဒီအခါမှာငဲအဝတ်ကိုအေးဆေးလဲခွင့်ရပါတော့တယ်ငယ်အဝတ်စားလဲကမျက်နှာကိုပပလေးပြင်ဆင်ပြီးတော့ခေါင်းဝီရပြက်အဖြူအရှိလေးကိုမှအပေါ်ထက်လက်ရှိအပါလေးနဲ့တွဲကဝတ်လိုက်ပြီးကျဲသူကြီးတက်လိုက်ပါတယ်။ရာသီဥတုကပူလာတာမို့အပေါ်ထက်မဝတ်ချင်ပေမဲ့အဲ့ဒီလူကြီးကြိုက်ခဲထားတာတွေကြောင့်အရာတွေကထင်းနေတယ်။ငယ်ပခုံးကြော်စပင်းနီညိုရောင်လေးကိုဒီတိုင်းဖြတ်ချထားခဲ့ပြီးသူတို့ရှိရဲ့နေရာလာခဲ့တော့
ငဲ့ကိုမနီလာနဲ့မနွေကပြေးဖက်ကနှစ်သိပ်ပါတယ်ကျော်စာနဲ့သူရကလည်းသူ့ကိုကြည့်ပြီးစိတ်မကောင်းတဲ့မျက်နှာလေးနဲ့မှုငဲပါငိုချင်းလာပြန်တယ်လာထိုင်ဦးမနွေကသူ့နားထိုင်ခိုင်းပြီးမနီလာကမနွေနားမှာကတ်ထိုင်ပြီးတစ်ဖက်မှာတော့လူကြီးနဲ့ကျော်စာသူတာတို့ထိုင်ကြပါတယ်မျက်နှာချင်းဆိုင်ဖြစ်နေတာမို့ငယ်မျက်နှာပူကလက်တွေကိုပုတ်ချနေမိတယ်အကုန်လုံးကလည်းဒီချင်းတွေကိုတီးပြီးသွားကြပြီမို့ဘာမှမတက်နိုင်တော့ပါဘူးတိတ်ဆိတ်သွားတဲ့စကားဝိုင်းကိုဖြိုခွင်းလိုက်သူကမနီလာပါမနီလာပြောစရာရှိပါတယ်အကုန်လုံးကလည်းဒီချင်းတွေကိုတီးသွားကြပြီဆိုတော့လုံးတင်တာလောက်ရပါတော့မယ်အကုန်လုံးကတိတ်ဆိတ်ကငြိမ်နားထောင်နေတော့မော်ကုန်းကတော့ကော်ဖီဘက်ကိုကိုင်းကစိတ်ရှုပ်နေဟန်နဲ့မျက်မှောင်ကိုကျုပ်ထားသေးပါတယ်ဒီကအခုကချစ်ပန်းကိုတာဝန်ယူပြီးသူ့မိဘတွေနဲ့လိုက်တွေ့ပေးဖို့သူတို့ရဲ့အမကြီးတယောက်အနေနဲ့နီလာတောင်းဆိုပြရစီကိုမော်ကုန်းကကြည်ကြည်ပြူပဲလက်ခံပြီးအထောက်မတက်တာမို့မနီလာစေးရေးသွားရပါတယ်ကျန်တဲ့သူကိုအခန်းကိုပြန်ခိုင်းလိုက်ပြီးအဲ့ဒီနေရာမှာမော်ကုန်းနဲ့မနီလာရဲ့ငယ်လာချန်ခဲ့ပါတော့တယ်တောင်းပန်ပါတဲ့ချစ်ပန်းအမကအကြီးဖြစ်ပြီးတာဝန်မကျေခဲ့လို့အငယ်ကိုသေချာမဆောက်ရှောက်နိုင်လို့အမလည်းပါပါတယ်ကလေးရဲ့မဟုတ်တာမနီလာရဲ့ငယ်ကိုယ်တိုင်ကမဟုတ်တာပါမမီးဆန်းနေတဲ့ဟာတွေကိုစိတ်မထိန်နိုင်ပဲစိတ်လိုလိုက်လို့ဖြစ်ရတာမဟုတ်တာကွယ်အမသာသေချာဆောက်ရှောက်ပေးနိုင်ခဲ့ရင်ဒီလိုတွေမဖြစ်ဘူးမလားကွယ်အမမှလည်းတာဝန်ရှိပါတယ်လူကြီးကနှစ်ယောက်ပြောနေတဲ့စကားကိုကြည့်ပြီးမော်ကုန်းကနိုင်ကြီးက9နာရီခွဲနေပြီမို့သူ့တငယ်ချင်းတွေသူ့ခန်းစီလာခေါ်ကြတော့မှဖြစ်တာကြောင့်အဲ့ဒီစကားဝိုင်းတွေကထားထွက်ဖို့ပြင်လိုက်ရပါတော့တယ်စိတ်မရှိပါနဲ့ကိုယ့်တငယ်ချင်းတွေလာခေါ်တော့မှမို့ပြောစရာမရှိတော့ရင်ကိုအရင်သွားပါအောင်မယ်အချိန်ရရင်ခဏထိုင်ပေးပါအောင်မိတ်ဆက်ပေးအောင်လေဒီတိုင်းထားသွားတော့မလို့လားငယ်ကထပ်သွားခြင်းနေတဲ့လူကြီးကိုစွာပြီးခက်ဆက်ဆောင်လေးအော်ပြောပြလိုက်ပါတယ်လူကဝမ်းထဲကစိတ်အားငယ်နေတာဖိမမဲမရှိဘူးခေါင်းရှောင်မှုပဲစူးစမ်းနေတဲ့သူဟေ့မင်းထင်တယ်လို့မဟုတ်ဘူးနော်ကိုယ်တငယ်ချင်းတွေလိုက်လာရင်မင်းကိုအထင်မြင်သေးသွားနိုင်တာမို့ကိုကသူတို့အရင်သွားပြီးကြိုးချောင်းရှင်းပြချင်တာပါမော်ကုန်းကစကားရှိကြီးပြောပြီးရဲ့နောက်ကော်ဖီဝက်ကိုမော့ချကထိုင်ရမှထားလိုက်ပါတယ်ကိုကဆန်ဆောက်လို့ရကုံတွေကစီကြီးကိုတီးဟမော်ကုန်းမှာဒါကကိုလိပ်စာကပ်ပါဆက်တယ်လို့ရပါတယ်ကိုကခေါင်းဆောင်တတ်တဲ့သူမဟုတ်ပါဘူးမနီလာကလိပ်စာကပ်ကိုယူပြီးတေချာဖတ်ကြည့်တော့မှနှစ်ယောက်သားပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်ငဲကခန်းထဲမှာလိပ်စာကပ်ရထားပေမဲ့တေချာမကြည့်မိတာမို့မသိပါဘူးအခုမှဆန်ကုမ္ပဏီစီကြီးကိုတီးဟမော်ကုန်းဖြစ်နေတာမို့နှစ်ယောက်သားတယောက်ကိုတယောက်ကြည့်ပြီးမော်ကုန်းကိုပြန်ကြည့်လိုက်ကြပါတယ်ကျမတို့ကြားထားတာကစီးကိုတီးဟမော်ကုန်းကဇနီးဖြစ်သူနဲ့ကွာရှင်းထားပြီးတားတယောက်ရှိနေသေးတယ်ဆိုတာပါပဲအခုမှတော့ဘာဆက်လုပ်ရမလဲတကယ်မသိတော့ပါဘူးဟုတ်ညီမကနီလာပါရှင်သူကချစ်ပန်းငယ်ပါစီးကိုကြီးညီမတို့မသိလို့ပါမော်ကုန်းကမနီလာပြောကိုခေါင်းညှိပြပေမဲ့ဘေးကကလေးမကမတုံမလို့ရက်နေတာသူ့ကိုကြည့်မလာတာကြောင့်စိတ်ခနဲ့စုပ်တက်လိုက်ပြီးဟုတ်ပြီနီလာဒါဆိုခွင့်ပြုပါအောင်ချစ်ပန်းငယ်ညနေကျကိုလာခဲ့မှာမို့ဘယ်မှမသွားပဲစောင့်နေပါမောင်ကပြောဆိုပြီးထွက်သွားတော့မှငယ်ကလူကြီးနောက်ကိုကြည့်ပြီးကြံရိတ်ခဲ့ရပါတယ်သူတို့ရဲ့မိသားစုအတွင်းကြီးတိတိကျကျမသိပေမဲ့သူမတို့ကြားရတာကစီယိုကြီးဟာသူ့မိမကိုတအားချစ်တာပါပဲကွာရှင်းတာ2လပဲရှိသေးတာဘာကြောင့်ကွာရှင်းရလဲဆိုတာသတင်းစာရှင်းလင်းပွဲမလုပ်တာမို့ဘာမှမသိကြရပါဘူးချစ်ပန်းအဆင်ပြေလိုက်ရင်မပြေဘူးမနေလာရဲ့အိမ်ကမိဘတွေကိုဘလို့မျက်နှာပြန်ပြရမလဲမသိတော့ပါဘူးငယ်ကမိဘတွေမျက်နှာမြင်အောင်ပြီးဝမ်းထဲကငိုရှိုက်ရပြန်တာမို့မနီလာကချော့ကနှစ်သိပ်ပေးရပါတယ်တိတ်ကိုစိတ်သဘောထားကောင်းတဲ့ကလေးမလေးကမှကန်တရားကလွတ်ရလေးချင်းပါပဲချစ်ပန်းငယ်ဆိုတဲ့ကလေးမလေးကဖြူသေးကလှပပြီးပါးကလေးဖောင်းကချစ်ဖို့ကောင်းတဲ့ကလေးပါပဲဝေးရပါနီညိုရောင်စံကေတာလေးနဲ့လိုက်ဖက်စွာဖြူစွတ်တဲ့အသားရည်နဲ့ပြည်စုံသူဖြစ်ပါတယ်အခုမှကလေးကကြောင်းပြီးတာမို့တငယ်ချင်းစီအလဲလာကချောင်းသာခီးကိုဆုလာကြတာပါဒီကိုလာဖို့ကိုမိဘတွေကစိတ်မချတာကြောင့်တော်တော်လေးပြောစီပြီးမှလှုပ်ပေးခဲ့ရတာပါနှစ်ညရီကလေးပဲမို့နောက်နေ့ပြန်ကြရမယ်ဒီကိုဆက်ရောက်တော့လူက9ယောက်ဖြစ်နေတယ်ကြား2ယောက်မ3ယောက်ဖြစ်နေပါတယ်အစားကမိခရီကြီးတခန်းနေကိုစီစဉ်လိုက်ပေးမယ်ဒီရောက်ခန်းနေပဲရှိတော့တာမို့9ယောက်9ခန်းမယူချင်တာနဲ့ပဲကျော်သာနဲ့သူထကတခန်းယူပြီးနီလာနဲ့နွေကတခန်းယူလိုက်ပါတယ်ချစ်ပန်းကတယောက်တည်းနေလို့ရပါတယ်ပြောတာမို့အခန်းကက်ရလေးပဲယူဖို့ပြောခဲ့ကြတာပါညနေနေဝင်ကန်းကျေနာသွားတော့ဝိုင်းဝဲစားတော့ကြပြီးချစ်ပန်းကအတောက်စားအသစ်ဆန်လေးမြည်ကြည့်ချင်လာတော့သူမတို့လည်းရှိနေတာနဲ့လွတ်ထားပေးပြီးတယ်
ချစ်ပန်းကတခါမှမတော်စားဘူးတာမို့ခွက်သီးတစ်ခွက်နဲ့တောင်မူပြီးတော့မရတော့တာမို့ပြန်အိတ်တော့မယ်လို့ပြောကထားသွားပါတယ်မနီလာကလိုက်ပို့ပေးမယ်ပြောတော့လေချစ်ပန်းကရတယ်လို့ပြောတော့ကိုအခန်းစီကိုပဲကိုပြန်လာခဲ့တာပါအိမ်ရပေါ်ရောက်တော့ချစ်ပန်းလဲကအိမ်ရင်မိခင်နဲ့အိပ်ပျော်သွားတဲ့အချိန်တစုံတစ်ယောက်ကသူ့ကိုနေရာရွေ့နေတာလို့ခံစားမိပေမဲ့မျက်လုံးကပွင့်မလာပါဘူးသူမတော်ကလောမချခဲ့မိဘူးထင်ပါရဲ့မနေ့ကျတော့ဒီလိုဖြစ်ပျက်တွေဖြစ်သွားတော့တာပဲချစ်ပန်းရဲ့မနီလာချစ်ပန်းနားချင်မေးရဲ့အင်းညီမလေးလာအမလိုက်ဖို့မယ်မနီလာကချစ်ပန်းကိုတွေ့ပြီးအခန်းစီခေါ်ပြီးပြန်ခဲ့လိုက်ပါတယ်အဲ့ဒီကနီလာကတစုံတစ်ခုကိုကြည့်ပြီးရှာဖွေနေပါတယ်မနီလာဘာရှာနေတာလဲယင်အိယာခင်းလေပေနေတဲ့အိယာခင်းဘယ်သူလဲသွားတာလဲမသိဘူးဟင်းငဲကုန်းမှတတိယပြီးထထိုင်ကြည့်မိလိုက်တော့အိယာဖြူဖွေးနေပြီးတန့်ရှင်းနေပါတယ်ဒါဆိုချစ်ပန်းရေချိုးနေတော့လူကြီးကဝန်ထမ်းတွေကိုခေါ်ပြီးရှင်းခိုင်းလိုက်တာလားဟဲ့ရှက်စရာကြီးငဲကတွေးမိတရားတွေးပြီးမျက်နှာလေးစူပုတ်နေပါတယ်လူကြီးကဝန်ထမ်းတွေကိုလဲခိုင်းလိုက်တာနေမယ်မနီလားအကိုမော်ကုန်းလဲခိုင်းတာဆိုဘာမှမဖြစ်ပါဘူးအမကညီမလေးတွေစိုးရင်သွားလို့ပါဝန်ထမ်းတွေနှုတ်မလို့ရင်ချစ်ပန်းကိုထိခိုက်မိမှာဆိုလို့နားလေပါတယ်မနီလားဒါဆိုအေးစေးနာအောင်အမအခန်းပြောင်းအောင်မယ်ဟုတ်မနီလာကငဲ့ကိုနှုတ်ဆက်ပြီးအခန်းစီပြန်သွားတော့မှငဲလဲတကားလော့ချပြီးစိတ်ညစ်စရာတွေဖဲထုတ်ကခဏလောက်မှီးနေလိုက်ပါတော့တယ်မော်ကုန်းဟဲ့ငါတို့ဒီမှာဟေးဘရိုမော်နီမင်းဘိုးကြီးကိုမော်နီမနေ့စောစောကိုအစဲလေးနဲ့ထားချနေရဲ့တက်ဖာကြီးမော်ကွန်းကြောင့်နေမင်းတော်နဲ့အလင်းကဆန်းကရဲလိုက်ပါတယ်အေးရင်မဝဘူးလားဟဲ့ကောင်မြကွင်းကြီးဟောက်ပန်နဲ့မင်းအေးလေညကဒီကောင်တော်တော်ကွိုင်သွားတာနော်လမ်းပြန်မလျှောက်နိုင်ဘူးထင်နေတာသူကစေးတယ်တော့ခံနိုင်သားပဲစီအလင်းကဆန်းအပြောကိုမော်ကွန်းကရောင်ရမ်းကမေးလိုက်ပြီးမိမိမနဲ့ဝင်းနေရကြတော့ညှိုးသွားမှဆိုလို့ငါတို့ကစေးနာနဲ့ကူညီပေးတာလေကွာဒါပေမဲ့မင်းကစေးတယ်တော့ခံနိုင်ရှိသွားတော့ခက်တီနဲ့ပြန်ချသွားတာဘာမှမခံစားရဘူးလားယင်ဟိကောင်မင်းတို့တော်တော်မွေးတဲ့ကောင်လေးမော်ကုန်းအဲ့လိုပြောတော့မြောက်လောင်းနှစ်ကောင်ကသူ့ကိုမိကနေကြည့်လာကြတယ်ဒင်းလိုမွေးလိုပဲအပန်းဖြေခီးကနေမိမတယောက်ပါထပ်ရလိုက်တာလေလေဘွားကချီးသူချွေးလာဆက်နေရမှမသိဘူးဘာဖြစ်တာလဲကွာပြောမဟုတ်မှညကတယောက်ယောက်နဲ့တိုးတိုးပြောစမ်းပါကွာမော်ကုန်းကအဲ့လိုပြောတော့နေမင်းတော်နဲ့အလင်းကဆန်းကဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးကိုဟန်ဘုတ်ကနေလိုက်ကြပါတယ်အဲ့ဒီနောက်တော့ခုံကိုတတော်တော်ခေါက်ပြီးထပ်မေးလာပြန်ပါတယ်မော်ကွန်းရပြောညကတကယ်ပဲတယောက်ယောက်နဲ့ဟာအခုမှဟာမနေနဲ့မင်းတို့နှစ်ကောင်ကြောင့်ငါတေးချင်းစောနန်းနေပြီမြောင်းလောင်းနှစ်ကောင်ကတော့ဟာကနေဖြစ်ပြီးအံ့ဩသွားကမသိရင်သူတို့မလုပ်ခဲ့တဲ့အတိုင်းတကယ်တော့ညကမော်ကွန်းကအလုပ်ကိစ္စကြောင့်ဆေးရောလူပါပြင်ပန်းနေတယ်ပြောတာမို့နေမင်းတော်နဲ့အလင်းကဆန်းကမော်ကွန်းကိုချောင်းသာခီအပန်းပြေခေါ်လာခဲ့တာပါယောက်ျားလေးတွေမို့အရေးလေးတွေတောက်ထားကြတော့မော်ကွန်းကိုရှင်မြူးတက်ကြစီချင်တာမို့နှစ်ယောက်သားစိတ်ချစီအပျော်စားဝယ်ပြီးအရေးထဲထည့်လိုက်တာပါအပျော်စားလေးကိုမှတကယ်အပျော်စားလေးပဲတုံးထားတာပါစိတ်ပင်ပန်းမောကျက်နေတဲ့အပြင်မော်ကွန်းကမိမနဲ့လည်းလာချင်မထိတွေ့ခဲ့ရတော့ကိုယ်လည်းလေးချိန်ကလှုပ်ဖို့စိတ်ခတ်ထည့်လိုက်တာပါတစုံတစ်ယောက်နဲ့မှားသွားဖို့ထီတော့တကယ်မယူရထားခဲ့ပါဘူးဟာမနီနဲ့ခုတော့မိမတယောက်ရလိုက်ပြီလက်ပြန်သူ့မိဘလေးနဲ့လိုက်တွေ့မှာမော်ကွန်းကလိုပြောလာတော့ငနီနဲ့ငဆန်းကသူ့ကိုအားနာသလိုကြည်လာပြီးမျက်နှာငယ်လေးနဲ့တောင်းပန်လာကြပါတယ်သူတို့တငယ်ချင်းကိုလွတ်လပ်ပြီးပျော်ရွှင်စေခြင်းလို့ရှာဖန်လိုက်ခါမှထပ်ပြီးချုံနှောင်ပေးလိုက်သလိုဖြစ်သွားတာမဟုတ်လားတောင်းပန်ပါတယ်မော်ကွန်းရအေးကွာတောင်းပန်ပါတယ်ဟာဒါတော့ငါတို့ကအပျော်သားပဲတုံထားပေးတာမင်းနေထိုင်ကောင်းအောင်လောက်ပဲဒီလောက်ထိမယူရထားပါဘူးတော်လိုက်တော့နှစ်ကောင်လုံးဖြစ်ပြီးတာကဖြစ်ပြီးသွားပြီတောင်းပန်လို့လည်းမရတော့တဲ့ချင်းကြီးကွာမောင်ကသူ့တကယ်ချင်းကြီးလောက်ရက်ကိုစိတ်ဆိုးစိတ်ပြတ်တာမဟုတ်ပဲမိမကိစ္စနဲ့စိတ်ရှုံနေတာပါကွာရှင်းတာမကြသေးထပ်ပြီးနောက်တစ်ယောက်ရအောင်မယ်ကျေးဇူးပါလောကကြီးရေဘဝကြီးကိုတယောက်တည်းအေးချမ်းချမ်းဖြတ်သားခွင့်မပေးလို့စိတ်မဆိုးပါနဲ့ကွာနော် sorry တကယ် sorry မုန်းကိုမနေပါနဲ့ကွာမိမရတော့လဲယူလိုက်မှာပေါ့ကွာမင်းသားအတွက်လည်းဆောက်ရှောက်ပေးမဲ့သူရတာပေါ့မင်းတို့ဘာမှမသိပါဘူးကွာမော်ကွန်းကပြောပြောဆူဆူနဲ့ထိုင်ရန်ကနေထားသွားကဘောင်းမီအိတ်ကတဲ့လက်ထည့်ပြီးကန်းချီတခြားလမ်းဘက်လျှောက်နေတော့နေမင်းတော်နဲ့လင်းကားဆန်းကအနောက်ကလိုက်ကပခုံးကိုဖက်ပြီးဆောင်းနှောင်နေတဲ့မြင်ကွင်းကတကယ်ကိုကြည်နူးဖေရပါအထက်တန်းရောက်မှသိခွင့်ရတဲ့တငယ်ချင်းတွေဆိုပေမဲ့
မော်ကွန်းတဲ့ဒုတိယမိသားစုဆိုလည်းမမားပါဘူးသူတို့တွေရှိနေလို့သာမော်ကွန်းကအနာဂတ်မှာတယောက်တည်းလက်လျှောက်ရခဲ့တာပါဒါပေမဲ့တကောင်းသားရဲ့ကြီးသူကြောင့်တာတယောက်အပြင်မိမငယ်ငယ်လေးရကကျုံမွေးဆောင်ကြဖို့သူ့ပခုံးမော်တာဝန်တွေရောက်လာပါပြီချစ်ပန်းငယ်ကိုပါမော်ကွန်းသူတကားခောက်ပြီးအတန်ပြုတ်လိုက်တော့တိတ်မကြလိုက်တကားကချီကနေပွင့်လာပြီးသူ့ကိုထဲဝင်ဖို့ငဲခေါ်လာပါတယ်မင်းကိုနဲ့ကိစ္စကိုဘလို့သဘောရလဲငဲ့သဘောတိုင်းဆိုလူကြီးကိုဝင်တော့ဝင်ဖို့ဖြစ်စေချင်တာမို့ငဲ့လူကြီးကိုတာဝန်မယူခိုင်းစေချင်ပါဘူးဝင်တော့ဝင်ဖို့ဖြစ်ပါဘူးကိုချစ်ပန်းငယ်ကိုတာဝန်ယူဖို့အဆင်ပြေပါတယ်လူကြီးအဆင်ပြေရပါပြီဒါဆိုမနေ့ပြန်မိဘတွေစီသွားတွေ့တာပေါ့မိဘတွေကိုရောအကျိုးကြောင့်လှမ်းပြထားပြီးပြီလားတရင်မကြားပါမကြားနဲ့ရောက်ချသွားရင်ရှော့ရှိနိုင်လို့လေဟိုညမှာအေးဆေးပြောဖို့တွေးထားပေမဲ့ဟိုရောက်မှငယ်ရင်ဆိုင်ထားလိုက်ပါတော့မယ်ငယ်မိမတွေကတခုခုဆိုစိတ်ပူပြီးမစားမတော့ပဲစိတ်ပူတတ်ကြတာမို့ငယ်သာခုပြောပြလိုက်ရင်ငယ်မိဘတွေလိုက်ချလာမှသိကြပါပဲโอเคဒါဆိုကိုအခန်းပြန်တော့မယ်လူကြီးတကယ်ပဲလူကြီးအဆင်ပြေလာရင်ငယ်ကိုမတက်တာလို့တာဝန်ယူရတာမျိုးကိုသဘောပေါက်ပါတယ်စိတ်မူပါနဲ့မင်းနဲ့ကိုကအတိတ်ဘဝရေးသက်ကြောင်ဆုံးတွေ့ခဲ့တာလို့ပဲကိုသဘောထားပါတယ်စိတ်မကောင်းစရာတွေမတွေးပါနဲ့မော်ကွန်းသူမဘာတွေ့နေလဲသိပါတယ်မော်ကွန်းအတွက်ဝန်တော့ဝန်ဖြစ်နေမှာဆိုတာကတခြားတာဝန်ကြောက်ယူလိုက်ရင်နှစ်ယောက်စလုံးစိတ်မချမ်းသာမှာဆိုတာအပြင်မတက်ကသူမကိုအထင်လေးပြီးပြောလိုက်တဲ့စကားတွေကြောင့်တိမ်ငယ်ပြီးဝမ်းနေနေမယ်ဆိုတာမော်ကွန်းသိပါတယ်အဲဒါကြောင့်မော်ကွန်းစိတ်ထဲကအတိုင်းတာဝန်ကြောက်မဟုတ်ပဲကြီးပြူနဲ့တောင်းရလက်ထက်မှာပါဟုတ်လူကြီးကိုသွားပြီငယ်မျက်နှာလေးချထားရကနေမောကြည့်လိုက်တော့လူကြီးရဲ့ကြောပြင်ကိုသာတွေ့လိုက်ရပါတော့တယ်ငယ်ရဲ့ဘွားလေးဟာလည်းအခုမှလွတ်လပ်မလို့ရှိသေးထက်ပြီးချီနှောင်ခံရပြန်ပါပြီငယ်ဘွားကမိဘတွေရဲ့အုပ်ထိန်မှုအောက်မှာလှလှပကြကြမောမောနေခဲ့ရပြီမဲ့စိတ်မချဘူးဆိုတဲ့စကားတစ်ခွန်းနဲ့ပဲငယ်မှာဘယ်မှမသွားရပဲနဲ့အိမ်နဲ့ကြောင်ပြေးကစားပဲလုပ်ခဲ့ရတာပါဆယ်တန်းပြီးတော့လည်းအဝေးတင်မဲ့တက်ရပြီးအမေကဈေးကူရောင်းရင်ကြောင်းတက်ခဲ့ရတာမို့ဘယ်မှမသွားပြေချောင်းပြီးတဲ့ပထမဘတ်ထဲမှာပဲမနီလာစီလာတဲ့တာမို့သာအိမ်ကလွတ်ပါတယ်ဒါတောင်3ရက်ပဲအချိန်ရမယ်လို့တိကျကျကိုမှားသွားခဲ့တာမို့အတန်းပေါ်တငယ်ချင်းတွေနဲ့တို့အချိန်ရသလောက်လေးချောင်းသာမှာဗတ်ပြစ်ခီထွက်ခဲ့ကြတာပါဒီလိုတွေ့ကြုံရလိမ့်မယ်လို့ဘယ်သူကထင်ပါမလဲကြိုပြီးသိနေခဲ့ရင်တော့ဒီခီးကိုမလာပြစ်လောက်ဘူးလို့တော့ထင်ပါတယ်ခုတော့မသေးချာမရေရတဲ့လမ်းကိုရှောက်နေမိပြီလားငယ်ကိုယ်တိုင်တော့မတွေးတတ်တော့ပါဘူးကဲဇလန်းလေးရဲ့အပိုင်းတစ်ကိုတော့ဒီမှာပဲရှင်းနာပါရစေနောက်ထပ်တင်ဆက်ပေးမယ့်အပိုင်းဆက်ကလေးများကိုလည်းစောင့်မျှော်ပြီးအားပေးကြပါအောင်နော်ပြည်သူကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်